အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ channel ကစိုက်ကယ်ချစ်သူတွေအတွက်ပေါ့နော်လုံးဝစောင့်ထားသင့်တဲ့ဒီစိုက်ကယ်ပြုပြင်နည်း software လေးကိုကျွန်တော်လာပြီးညဝေပေးတာဖြစ်ပါတယ်เนาะဒီ software ကိုစောင့်ထားတဲ့လူတွေအတွက်ကတော့ပေါ့နော်ဒီလုံးဝရွှေလိုမျိုးပဲပေါ့နော်တန်ဖိုးဒီကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ software ကကျွန်တော်တို့တွေ TikTok မှာလည်းတချို့လူတွေတင်ထားတာကျွန်တော်တွေ့တယ်ဒါပေမဲ့သူတို့တွေကဒီ software ရဲ့နာမည်တွေကိုသူတို့တွေလုံးဝမပြောပြပါဘူးเนาะဒီ software ကိုလိုချင်တယ်ဆိုရင်သူတို့ရဲ့ဒီ page CPU ကိုเนาะ chat box ကိုလာခဲ့သူတို့တွေ chat box ကိုပဲလာခဲ့ပေါ့เนาะသူတို့တွေလုံးဝကိုပြောပြတာမတွေ့ဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီ software ကကျွန်တော်တို့တွေလုံးဝအဆင်ပြေတဲ့မြန်မာဘာသာနဲ့ကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့เนาะဒီ software ကိုကျွန်တော်တို့တွေဒီဗီယက်နမ်နိုင်ငံကထုတ်ထားတာဖြစ်ပါတယ်เนาะပြီးရင်ဒီ software ကကျွန်တော်တို့တွေဒီ စိုက်ကယ်တစ်မျိုးထဲအတွက်လားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ဒီကားတွေအတွက်လည်းကျွန်တော်တို့တွေဝင်ပြီးဆိုလေ့လာလို့ရတယ်ပေါ့နော်ဒါဆိုတော့ဒီကျွန်တော်တို့တွေဒီ software ကိုလည်းဒီမြန်မာဘာသာလို့လည်းကျွန်တော်တို့တွေအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်လည်း ABS စနစ်ဆိုရင်လည်း ABS စနစ်ပေါ့နော်ဒါမှဒီကျွန်တော်တို့တွေဒီ software ကိုကျွန်တော်တို့တွေဝင်ပြီးအသုံးပြုတဲ့အခါမှာ internet ဖွင့်ထားလို့ရှိရင်တော့ကြော်ညာတွေပါတွေဝင်တာကိုတော့ကျွန်တော်တို့တွေနည်းနည်းသီးခံပေးရမယ်ပေါ့နော်ဒါကတော့ဒီမှာတွေ့တဲ့အတိုင်းပဲပေါ့နော်ကြော်ညာတွေဝင်လာတယ်ပေါ့နော်ဆိုတော့ကကျွန်တော်တို့တွေကဒီ software ထဲမှာပေါ့နော်သူရဲ့လောက်ဆောင်ချက်တွေကအကုန်လုံးပါတယ်ကျွန်တော်တို့တွေကဒီလိုမျိုးဒီကျွန်တော်တို့တွေကပေါ့နော်ဒီစာတွေပါတွေဝင်ဖတ်လို့ဒီနားမလည်တဲ့အခါကြာရင်ပေါ့နော်ကျွန်တော်တို့တွေဒီဗီဒီယိုနဲ့လည်းဝင်ပြီးဆိုရင်လေ့လာလို့ရတယ်ပေါ့နော်ဗီဒီယိုနဲ့လည်းဝင်ပြီးဆိုလေ့လာလို့ရတယ်ဒီမှာဆိုရင်ဒီဗီဒီယိုရှိမယ်ပင်မစာမျက်နှာရှိမယ်ပေါ့နော်ဆိုတော့ okay ဒါဆိုတော့ဒီ software ကိုကျွန်တော်တို့တွေကဒီဘယ်လိုမျိုးအသုံးပြုရမလဲဘယ်လိုမျိုး download ဆွဲရမလဲဆိုတော့ software ရဲ့နာမည်ကတော့ကျွန်တော်တို့တွေဒီ all moto လို့ဖြစ်ပါတယ်เนาะ all moto software ပဲဖြစ်ပါတယ်เนาะကျွန်တော်တို့တွေဒီအရင်ဦးဆုံး play store တွေကိုသွားမယ်ပြီးရင် search bar မှာပေါ့เนาะဒီကျွန်တော်တို့တွေ ALL ပြီးရင် MOTO လို့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပေါ့เนาะဆိုတော့ကကျွန်တော်တို့အဲ့လိုမျိုး all moto လို့ရိုက်ရှာလိုက်လို့ရှိရင်ပေါ့เนาะဒီမှာကျွန်တော်တို့တွေဒီအဝါရောင်လေးနဲ့ပေါ့เนาะsorry ဒီလိမ်မော်ရောင်လေးနဲ့ပေါ့เนาะလိမ်မော်ရောင်လေးနဲ့ software ပုံစံလေးပေါ်လာပြီဖြစ်ပါတယ်เนาะကျွန်တော်ကတော့ download ဆွဲတာဖြစ်download ဆွဲပြီးသားဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော် download မဆွဲပြတော့ဘူးပေါ့เนาะ okay ဒါဆိုတော့ကကျွန်တော်တို့တွေကဒီအရင်ဦးဆုံးဒီ software တွေကိုဝင်လိုက်လို့ရှိရင်သူဒီလိုမျိုးပုံစံတက်လာမယ်ပြီးရင်သူကလေဒီ software တွေကိုဝင်သွားတာနဲ့ရောက်သွားတာနဲ့ပေါ့နော်ဒီလိုမျိုးပင်မစာမျက်နှာဗီဒီယိုဆိုပြီးဆိုသူမပေါ်လာဘူးเนาะသူကကျွန်တော်တို့တွေကိုဒီ Google account နဲ့ချိတ်ခိုင်းတယ်ပေါ့နော်ကိုယ့်ရဲ့ Google account တစ်ခုနဲ့ချိတ်ပေး Google account နဲ့ချိတ်ပေးပြီးသွားတာနဲ့ဒီကျွန်တော်တို့တွေရဲ့ဒီကိုယ့်ရဲ့ဒီ location ကိုထည့်ပေးရတယ်ပေါ့နော်ဒီကိုယ့်ရဲ့လိပ်စာကိုထည့်ပေးရတယ်လိပ်စာကလည်းဘာမှအများကြီးထည့်ပေးစရာမလိုဘူးပေါ့နော်ဒီကျွန်တော်တို့တွေကမြန်မာနိုင်ငံမှာနေတယ်ဆိုရင်ဒီမြန်မာ country မှာကျွန်တော်တို့တွေမြန်မာကိုထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီ address မှာကျတော့ကျွန်တော်တို့တွေကရန်ကုန်ဆိုရန်ကုန်မန္တလေးဆိုမန္တလေးအဲ့လိုမျိုးပဲရိုက်ထည့်လိုက်အောင်ပဲပေါ့နော်ပြီးရင်ကျွန်တော်တို့တွေ next ကိုနှိပ်ပြီးဆိုတွားလိုက်လို့ရှိရင်ဒီလိုမျိုးပုံစံဖြစ်လာမယ်ပေါ့နော်ဒီလိုမျိုးပုံစံဖြစ်လာလို့ရှိရင်ပေါ့နော်ဒီမြန်မာစာကဒီမပြောင်းသွားသေးပါဘူးเนาะဒါဆိုတော့ကျွန်တော်တို့တွေကဒီမြန်မာစာပြောင်းချင်တယ်ဆိုရင်ပေါ့နော်ဒီပေါ်ဆုံးမှာရှိတဲ့ဒီအဆက်30ကိုပေါ့နော်ကျွန်တော်တို့တွေနှိပ်လိုက်မယ်ပေါ့နော်အဆက်30ကိုနှိပ်ပြီးဆိုဒီလိုမျိုး setting ပုံစံကျလာမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့တွေကဒီမြန်မာအလံလေးကိုနှိပ်ပြီးဆိုရင်မြန်မာစာကိုကျွန်တော်တို့တွေပြောင်းလိုက်ရုံပဲပေါ့နော်ဒီ software ရဲ့အသာချက်ကဘာဖြစ်လဲဆိုတော့ကကျွန်တော်တို့တွေကဒီသင်တန်းတွေပါတယ်လေသူစီကနေပြီးဆိုပြန်တက်လို့ရတယ်ဗျာဒီမှာနော်စမကီစနစ်သင်တန်းပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီကုတ်တွေပါတယ်နဲ့ပေါ့နော်ကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီသင်တန်းတက်ရှင်းတဲ့လူတွေရှိရင်လည်းတက်လို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကနားမလဲတာရှိရင်ဗီဒီယိုအနေနဲ့လည်းဝင်ပြီးဆိုနားထောင်လို့ရသေးတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့တွေဒီမှာပေါ့နော်ဗီဒီယိုဒီ file တွေရှိတယ်ပေါ့နော်ဒီမှာနော် okay ဒီမှာ Honda အမှကျွန်တော်တို့ဒီ channel လိုက်လို့ရှိရင်okay ဒါပေမဲ့ဗီဒီယို file ကတော့ကျွန်တော်တို့တွေသူတို့ဒီစာတွေဘာတွေနဲ့လည်းသူရှင်းပြထားတယ် okay နော်ဒီမှာနော် nhấn vào công tắc đánh lửa để đăng nhậpကတော့သူတို့ဒီ software ကတော့ VNN ကထုတ်ထားတာဖြစ်တဲ့အတွက်သူတို့တွေဒီ video file မှာကတော့သူတို့ဒီ VNN လို့ပဲသူပြောမှာပေါ့နော်ပြောမှာပဲဖြစ်တယ်ပေါ့နော် okay ပြီးဆိုရင်ကျွန်တော်တို့ဒီအများကြီးရှိပါသေးတယ်เนาะဒီမှာเนาะကုတ်ကိုပြန်လဲ
ဒီသတ်မှတ်တာတွေဘာတွေညာတွေပေါ့နော်အများကြီးရှိတယ်ပေါ့နော်ဒီမှာ software တွေကတော့ကျွန်တော်တို့တွေဒီလုံးဝရွှေပဲပေါ့နော်တန်ဖိုးရှိတဲ့ဒီ software လေးပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုခုနက data short တွေကိုကျွန်တော်တို့တွေဝင်သွားလိုက်လို့ရှိရင်လည်းဒီမှာနော် ABS နဲ့ Honda pin number ပေါ့နော်ဒီမှာနော် smart key Honda ပေါ့နော်အများကြီးရှိတယ်ပေါ့နော်ဒီမှာနော်ဒီ software တွေကတော့အများကြီးရှိပါတယ်เนาะတစ်ခုချင်းကျွန်တော် live မဝင်ပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကကျွန်တော်တို့တွေဒီလောက်ဆောင်ချက်တွေအများကြီးပါတယ်ပေါ့เนาะလုံးဝကိုဒီတန်ဖိုးရှိတဲ့ software လေးတစ်ခုဖြစ်နေပေါ့เนาะဒီ Honda တစ်မျိုးထဲလားဆိုတော့မဟုတ်ဘူးเนาะဒီမှာเนาะ Yamaha အတွက်လည်းပါတယ်ပေါ့เนาะဒီမှာဆိုအများကြီးပါပဲเนาะဒါကျွန်တော်တို့တွေကိုလစ်လာရင်လစ်လာသလောက်ပေါ့เนาะဒီလစ်လာလို့ရတဲ့ software လေးပဲဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့တွေကြော်ညာတွေပါတယ်ဝင်တာကိုတော့ကျွန်တော်တို့တွေနည်းနည်းသိခံပေးရမယ်เนาะโอเคဒီမှာเนาะအများကြီးပါပဲเนาะโอเคဒီမှာဒီအများကြီးတော့သိပြီးဆိုရင်ဒီဟိုတွေမဖြစ်တော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီ software ထဲမှာတော့ဒီသူထည့်ထားပေးတဲ့ဟာတွေအများကြီးရှိတယ်ပေါ့เนาะကျွန်တော်တို့တွေဒီလစ်လာရင်လစ်လာသလောက်အများကြီးရှိတဲ့အတွက်ပေါ့เนาะကျွန်တော်ကတော့ဒီအများကြီးမပြတော့ပါဘူးเนาะโอเคဒီ software ရဲ့နာမည်ကတော့ကျွန်တော်တို့တွေ all moto လို့ခေါ်တယ်ဒီ software ရဲ့ဒီပုံစံလေးကတော့ဒီလိုမျိုးဒီလိမ်မော်ရောင်လေးနဲ့ပေါ့နော် all moto လို့သူရေးထားတယ်ပေါ့နော် all moto software ဆိုလို့သူရေးထားပါတယ်เนาะโอเคဒါကတော့ကျွန်တော်တို့တွေဒီစိုင်ကယ်ချစ်သူတွေအတွက်နဲ့ဒီနေ့စိုင်ကယ် workshop မှာအလုပ်လုပ်နေတဲ့လူတွေအတွက်ဒီနေ့စိုင်ကယ်ပြုပြင်တာတွေကိုဒီလေ့လာနိုင်တယ်ပေါ့နော်မြန်မာဘာသာစကားနဲ့လေ့လာနိုင်တဲ့ software လေးကိုကျွန်တော်ဒီလာပြီးမျှဝေပေးတာဖြစ်တယ်ပေါ့နော်ကျွန်တော်တင်ပေးတဲ့ software တွေကိုသဘောကျတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုတွေကဒီနေ့အဆင်ပြေတယ်ဆိုရင်အသုံးဝင်တယ်ဆိုရင်ကျွန်တော်ရဲ့ like and ကျွန်တော်ရဲ့ channel ကိုပေါ့နော် like and subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့เนาะโอเคကျွန်တော်ရဲ့ဗီဒီယိုကိုအစနေဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်